ဒီတိုင်းမှာထားတော့သူတော့ခေါ်လာပြီး သူ့မှာစားပါအောင်ပျော်လိုက်တာလေဟုတ်အဲ့ဒါလိုက်ပိတ်လိုက်တော့မယ်နော် အားလုံးပြောပြီးတတာ တတာသမောရော ဒါလေးရမ်းကောင်းတယ်သားချကြည့်ပါ ဟုတ် အားလေး အဲ့ဒါလေးမင်းကြီးအချိုတော့လေမင်း ဒီ ကြီး ကျွန်တော်တို့ကတော့ကျွန်တော်တို့ချစ်ရတဲ့အမားတွေတော့လည်းကြောက်ရပါတယ်မဟင်းနေရတော့ကုံဆုံးနေတာပဲစုံလင်းနေရပဲ တိုက်တိုင်းနော်ပစုံလုံးကောင်းဒီနေ့ဒီမှာလိုက်ပါတယ်မှာစားဒီပစုံလုံးကငါတို့အိမ်မှာပဲရပါတော့ အော်အေးnoဟုတ်တော့ ပစုံမတဲ့သူစက် အဲ့ဒါကြည့်ပါကျင်းနေတာရှောင်းသားလို့ ရရတယ်ဘုံမဲ့နေတယ် မမတို့လာထုတ်တက်လိုက်ပါဦးမ နာမဆက်ပါ ဘုမရလာပါဦး မယူလာမင်း 你吃猪耶猪， ဒီနေ့ချက်တွေရဲ့ 好 လို့ 样的输赢 ဖိခေါ်ရတယ်ဆိုရင် ဒီနေ့ကြောက်ရမဟုတ်ဘူးအများကြီးပဲ no ဒီနေ့လက်ရလေးအားဆိုရင်ဖြင့် ဒီဒီရဲ့မယူရဲ့မမလည်းပါသေးရဲ့လို့ မမပါ မမလာပါတို့ခုနမမကိုယ်တိုင်တုံနေမှာလား ဟုတ်တယ် 弟弟啊， ကျွန်တော်တို့အမက 输了就结。 ရှယ်ကျွန်တော်တို့ပင်ပန်းနေမှန်းသိလို့နော် ပစုံလုံးကောင်းလား ဟင်းတွေကိုစုံနေပဲဘာလို့စားလို့စားမှမသိဘူး အမေလည်းတကယ်က ဒီပါရ ကော်ဖီတော့တာလည်းများပါတယ် ဟုတ်တယ် 冇别个那来的， ဒါကော်ဖီတော့ကော်ဖီကဒီလူကချောက်ချပြီးကြိုက်တာ မတူလားကော်ဖီအပြင်းနေတာ 不是方式比较 ဘာမှမကောင်းလို့မရဘူး 美利加诺罗修啦， စားမှာမလေး 大家都得学。 ဒီကတော့ဒီအတော့စားတယ် 蒙丽莎，蒙丽莎， ဟုတ်ကဲ့စားဟုတ်စား 进了空气嘛。 နိုင်တော့နေကြတယ် ညည့်လေးတော့ကောင်းတာညည့်ကအရင်ကောင်းတယ်ညည့်ကလည်းအရင်ကောင်းအဲ့ဒီအပိချက်လေးကောင်း လက်လုံးပဲ ငါမုန်းနဲ့ဟိုမငနဲ့တပွဲကြီးကိုပို့ပေးလိုက်ပါလား ဒါအယူမပါဘူးလေဟာ ဟုတ်တယ်ဒီတိုင်းကိုဝဲဟာစားတယ်အမလက်ကြီးတဲသွားပြီ တွေးပါအောင်နဲ့တွေးပါအောင်နဲ့ကျွေးရင်တောင်းလို့ရမှာကြာတယ်ပိုလာပြောနေနော်စားလို့ရဟမ် 你姑娘，你拜拜，你姑娘你不累，追宝叔，够吗？ နေစားတယ် မတိုင်းကဖတ်ပြရလို့တရား ပြေအမဖတ်ပေးမယ်ဒီမှာလေး 怎么傻？ ပြောတာ 傻呢？吃来个个嘞的。 ဆရာကြီးကိုသမင်းတက်တက်ပေးလိုက်ပါဦးဒီတပကန်နဲ့မရဘူးသိ ကျွန်တော်တုံနေတာ နိုင်သမီး 我被他们来过多个， စွာလိုက်တာဟဲ့စွာလိုက်တာဟဲ့ဆန်း မနေ့ကင်းတယ် ပြောရမ်းပြော 那 ရ 边 မ်း 怎样？ အဲ့ 那 ဒီ 边怎样来过？ အဲ့ဒါကိုပြောပြီးတော့လေးပြက် ငါစားကြတယ်ငါစားကြတယ် ဘာစားရလဲမီး ဘာစားလဲလို့ပြောရလို့ကျွန်တော် အများကြီးပဲတော်တော်များတယ် ဝေဒီမပြီးကြနော်ဝေဒီမပြီးကြဒါဝတ်သားမယန်ဒီဟာရီအဖေလုံးဟုတ်အဖေလုံး ပစုံလုံး အဘယ်လိုနော် ပစုံလုံးရှိတယ် ငါစက်သားနဲ့ကျ မမလည်းပြောပြလိုက်ပါ ငါဖေအောင်လို့ငါဖေအောင်လို့လည်းမြည်ကြည့်ပါမင်းဒီ တာစားရရရပြနေမှာပဲမိုက်တယ် ခင်ဗျာလေးခင်ဗျာလေး ဟိုရအမြဲလဲနန်းပြီးရအမှန်လေ အကုန်လုံးကတော့ဟိုဟာ မမေသမီးလက်လက် မြင်ချင်နေတာတဲ့အခုလိုလေးပါတဲ့ ဘာကြီးလဲ အဲ့လိုလေးမင်းလေးလိုက်တဲ့နေရာကိုပြီးရတယ် ဒီစနေရလို့ဆိုတော့ကြာတယ်နော် မယူသမင်းထဲမှာ တောက်ဒီမြတ်ပြပါဦးဗီဂျင်ညာအဲ့လိုလေး အာမနာကြအောင်နော် ဘာဘိုင်းမစား ဟုတ် ဘူး လေမနေ့ကရိုက် အာမနာကြမစားကြ အားတော့လိုက်ပါရကောင်လေးရဲ့ဒုတိယမြောက် အဲ့ဒီလက်ကွေးကဝင်မရပြီဆိုတော့ဒါလောကအပြည့်ဟိုအစားပါပါ ငါးကြော်လေးလည်းစားကြည့်ပါနည်းနည်းလေးတာ အမလေး ဒါပဲတော့တော့နည်းနည်းပါစင်ကာပူကကျွတ်ပါ ဆန်းကွာနေတယ်နော် ပုံမှန်ပဲ မဖဲအောင်လို့ ငါဖေအောင်လို့ချူလေး ပြောနေတာ မဘဲလေးပြ သမင်း ကျွန်တော်အဲ့ဒါလေးထုတ်ပေးကြပါလားခေါင်းထဲကနေပြီးတော့ ကွာလာတော့ရောင်းလေ
အတူလာမှဖြစ်သွားတာအဲ့ဒီက အေးဟုတ်ပြီသူပြည့်ကြီးအစားကော ဒီရ နင်းဟာလုံးဆက်ကြီးပါအေး ဒီဒီရဲ့ နင်းကဘာမှမစားလုတ်ဖက်တယ် ဒါလည်းဆိုင်ရုံနော် ပြလိုက်တာ အလုံးလုံးရင်ကြည့်နေရလို့ပြင်မန်းတာတွေပျောက်ရောတယ် အဲ့လိုလုံးဆက်လုပ်လိုက်တာ တို့ပြုတ်မယ်နော် မကျွေးတော့ဘူးလားတဲ့မနေ့နေ့အေးကမကျွေးတော့ဘူးလားတဲ့ ကျွေးတော့ပါမကျွေးတော့ပါတကယ်လို့စားကြရဲညပါစားမှမသိတော့နော် တားတို့နှစ်ယောက်စားတာမြင်ရတော့အမေငတ်တယ်လို့ပါပဲတဲ့ ဘာပုံနေရ ဒါမှတရားလေခီးသွားမှာတော့ ချစ်လိုက်တာရှင်းတဲ့ဆွာစီစိန်လေးနဲ့တဲပေါက်ကိုတဲ့ ဒီကစားချ နှစ်ယောက်တူရှိနေတာမြင်ရတာပြုတ်လုံးလို့အမြင်ချင်းဆုံးမြင်ခွင့်လေးပါတဲ့ ပြောနေရ အဲ့လိုဖြစ်နေတဲ့အချိန်မှာကင်မရာကြီးကိုဘက်ဆိုဒီဘက်လဲလိုက်မယ်မယူဘူး ကိုလေကိုဒါလေးကစိန်လိုက်လေ ဟော ဒါလေးကငဘဲဦးလို့လေဒါလေးကငဘဲဦးလို့ကြပါတခါလေပြင်မတီးလေးလဲထိုင်ပြီးဒါလေးကဘယ်လိုလုပ်ချင်ကလေးเนี่ยကိုလွမ်းနေတာတဲ့အကုန်လုံးကလွမ်းနေကြတာ ဟုတ်ပါ မအေးစနာစားကျင်လိုက်တာတဲ့တားငယ်လေး ဟမ် ဘယ်ဟင်းလဲဘယ်ဟင်းလဲ အမအဆုံးထိပတ်ပါလား ဘယ်ဟင်းစားမှာလဲလို့မအေး အော် သူ့ဆရာမယူဘူးလားသူ့ဆရာဖက်လိုက်တာအဲ့လိုပြော ကြော်ဆုံးနေပဲတဲ့ နည်းနည်းကျွန်းပတာဆိုင်လေးတဲ့ ဟောဒီမှာဟယ်လိုစားပါ စားချင်လိုက်တာသားငယ်လေးတဲ့ ခွန်ကြည့်လိုက်ကြပါဦးလေခွန်ကြကိုကိုတော့မှလူစားနေကြဆိုမခွန်နိုင်တော့ဘူး ဟုတ်တယ်ရ မရကြပါ ဟိုဟာ ရပါ အာဒီအမေကဝိတ်ချနေတာလေသားတို့ကစားပြနေတော့ဗိုက်စားတော့ပြီးတဲ့ အဲ့ဒါ ဒီမောင်းရတယ်ဒီမောင်းလာတယ်နော် ဟုတ် နိုင်ငယ် ကြည့်ရမရဘူးနဲ့ရ သွားတော့သွားနေ သွားလားတော်တော်သွား ရကျွေးပါအောင်လေပူစီက ဩစားပါအောင်ဘာရင်းစားမလဲရှိုင်းချက်တာတော့မဟုတ်ဘူး ဟာရလား ကိုအောင်ရင်းလေးကစားချင်လိုက်တာလေ လာလေးကိုကြီး လာလိုက်တော့ join လိုက် ဝိ တော့ လာလိုက်တော့ဝိလာလိုက်တော့ ဒီသေးတယ် join လိုက်တော့ တော့အမခါကြီးလည်းမထူတာဆ ဒုက္ခပဲကိုရမဝင်လို့လဲ ပ်ပရိုက်လိုက်လားအဖေတို့ရေးတဲ့ တို့ဘာစားမလဲ ဝင်တော့ တို့ဘာစား စပရိုက်ဖြစ်သွားနော် ဟုတ်ပါ ဘယ်လိုဆက် ဟိုအကောင်လုံး surprise ဘယ်သူစားပါ သူ surprise surprise ပဲရောက်နေတဲ့ surprise ပဲရမ်းပျော်သွား ပြောနေတာ ပြောနေတာ အေးပြောနေတာအေးဟုတ်တယ် အဲ့ဒီရှိတယ် ပေါ်ပြရတာပြေးလာတယ်လိုက်တော့ဘယ်ကောင်ညီမလေးရဲ့မင်းတို့ကပိတ်တာဒီနေ့ကပေါ်ပြပြေးလာချင် သူကလည်း surprise လို့ပြောနေကျွန်တော်ဒီနေ့တွေ့ခဲ့အဖွဲอ่ะသိတယ်ကျွန်တော်ပြောခဲ့တယ်လဲလည်းမဟုတ်ဘူး အဲ့ဆိုရင် နောက်တော့လည်းမဟုတ်ဘူးဆိုပြောခဲ့ရတယ် အဲ့ဆိုရင်တော့တူတူပဲ လုံးဝ live တော့မကြည့်နိုင်တာဘူး အမောလည်း ရှင်းလာတယ် ဖြစ်နိုင် no way အဲ့ဒါမှမဖြစ်နိုင် ဘာဖြစ်ဖြစ်လဲ ပြောနေရ အဲ့တော့ကျွန်တော်အရင်ပြောလိုက်ချင်းပြီအဲ့စကားကို ကေတီရဲ့ လိုက်လိုက်ဘက်မှာတော့တာ ကျွန်တော်တိုင်းရတယ်ခဏဝင်ပြီးပြောပြီးမှပြန်ထွက်လာခဲ့ရမှာလားမပြောရရင်ပါဇက်ကယားနေ ဘာပြောစနာ ဟာမ ကေ လို့ တီ ပါဘူး ရဲ့ သူပြောမပေးလိုက်ပါလားခဏလိုက်ပေး မိတ်တယ် တရတင်းနဲ့တရတင်းငပိလေရောဟုတ်တယ်တရတင်းငပိလေအဲ့တရတင်းငပိထောင်လေး လာလာအဲ့ ဟုတ်တယ် တော့စားကြတယ်ဆက်မှာလို့ အဲ့အဆက်တိတ်နေတာအားကြောင့် အော်ဟုတ်ဟုတ်ဒါလေးကငပေါင်းထုတ်လေးမော်လမြိုင်ငပေါင်းထုတ်လေး အဲ့ဒါ9ကျော်လား ဟုတ်ကဲ့ရှာငနဲ့ကြောငနဲ့ကြောငနဲ့ကြော သူကမှပြော ဆ ရ န်း အောင် မမြင်ပါလား မိုင်းလုံးသားလောက်တော့မလို့ အာလာတော့ရာ လက်ခံပဲစားတာတော့ ခုနကတောက်ပြောရအောင်လမ်းထဲမှာပြောလိုက်ပါလား
နေနိုင်တယ်လေ နေရောက်တယ်လေ သူကမနေ့ကမဝါဒီနေ့ ဝါတော့လာတဲ့သမီး ဒီ တွေ နေ့ပြဿနာလေးခုတော့ရှာနေတယ်ဘယ်သူကြည့်တော့မလဲမသိ လိုက်ပြီးမှထိလိုက်ပါလား လိုက်တွေ့လို့ရပြေးလာခဏတာမပါဘူး ရှိရပကံကိုဖယ်ပြီးရှိုင်းကိုပို့ပေးပါဒုက္ခ ဘယ်လိုလဲ အော်အရှိရပကံနေဖယ်ပြီးရှိုင်းကိုပို့ပေးပါ ရှေ့ပြောတာ ဩ ကားရေးတဲ့အမေတို့ကလဲစင်တာနေဘူးတိမပြန်ဘူး ကျွန်တော်ပြောတယ်တကယ်ရတယ်လေ ဒီကမှရရတယ်မောင်းဖြတ်မောင်းတော့ပြော ဟိုကနောက်ကဟာလေးပါ အဲ့သေးစား အဒီအတူတွေမလွှင့်ဘူး ဟုတ်ပါဒီပါအဲဟုတ်တယ် ဆိုင်ဘက်မပေါ်တော့ဘူး ထောင်းလိုက်ထောင်းလိုက် မမနဲ့တော့မနဲ့တော့မဟုတ် ဒါလို့ပြေကုန် နောက်လေးမြင်တယ်ဆိုရရ ဖုန်းလေးကိုနောက်နေဆက်လိုက် yes sir ခင်လေးကိုထောင်းလိုက်တာ မင်းမင်းတော့ပြေးလို့ နေရတယ်ဘောဘာဒီကတည်းကလည်းနေတယ်ကြာ ဒါမင်းအေးအေးလေးတယ်ဘာလဲ ဟောလေးဘောနော်မင်းတို့ဖတ်တော့ ဒါနော်စစ်ပြေနော် သူ့ ခဏတောင်ပါမလား ကျွန်တော်ဒီနေ့ကျင်ညာထားတဲ့မူကထားနဲ့ပတ်သက်ပြီးအရင်ပေးလိုက်မယ်ခုကလေးကစပြီးစဉ်းစားလို့ရအောင်အဲ့ဒီမေးခွန်းပြင်ရင်လေဟိုပါကျွန်တော်အရှိတစ်ခေါက်ကသပင်ရမ်းကျွတ်သွားတယ်လေအဲ့သပင်ကျွတ်တော့ကသပင်ဘယ်နှချောင်းကျွတ်ခဲ့လဲဆိုတော့မှန်အောင်ပြရမယ် ဟိုမှာ မကြီးရတော့ရစားချင်ကြလေးတဲ့ ဒီအရင်ကတော့ဆက်မှုပေးလိုက်တယ်နော် ခုရတော့သုံးနေတာ ဖယားရှိခိုးနေရင်းနဲ့လိုက်လာကြည့်နေရဘူးလို့ရတော့မှာ ကျမအင်ကြီးပို့လိုက်တယ် ဒီဘောဘာလေးလဲ ဝိုင်းလို့ရမင်းနဲ့နဲ့လေး ဒီကတည်းကတက်တယ် တော်တော် မရီယာပြောဒီလောက်ပူလောင်ပြီးတော့မီးပြစ်နေတဲ့အချိန်နဲ့စားပြနိုင်ကြရပေါ်တယ်ရပါတယ် ငါမိသား ဘာမီးလာလဲ နားလေ ကို လေ နေပေါင်းနေရန်အေးနေ တရားရောင်ကြီးရ ဒီ နော် ပြားရောင်ရန်အေးနေတုံတက်နေ ရရတာ မစားလို့လေ ညီလေးရာ ကိုကြီးမျက်နှာ ပြန် ကြည့် စား ရ တော့ မှာ ဆန်းလေးကိုပဲစားချင် ကိုကြီးရမ်းပြော်နေတာ အာသိနေလို့လား မပြောလိုက်နဲ့ ရပြီပြောတယ်ပြောအော်မနာဘူး ရမ်းပြောစင်နေတာ ကျွန်တော်တကယ်ဒါပြီးကျွန်တော်တွိုင်းလိုက်တယ်ခဏလေးပတ်စုံသွားပြီးအဲ့ဒီကားကိုကျွန်တော်နော် တူတူလေးလေး လာလည်းမလာပဲနဲ့ ဟေးပါလာပြီ တော်ရင်တွတ်နေ ထောက်ရမယ်မျက်နှာရှိသေးတယ်ထောက်ရမယ်မျက်နှာရှိသေးတယ် သူ့ဟေးဟောနေတယ် စားတယ်လေးစား ဒီလောက်အေးနေနေဖတ်ပြီးစားရဗီဒီယိုနောက်နေ မဲ့နေပြီဟိုမှာ ဟောရီယန်လား ဟုတ်တယ်ဘယ်သူမှမ ကြိုက်ပြီငါညီလေး ကြိုက်သွားပြီ အလဲဆိုတာအလဲဆိုတာ ရှိပါသေးတယ် ပါသေးတယ် လက်ဆိုတာရောက်လာအောင်ပါညီလေးကကိုကြီးတို့လည်းကိုကြီးတို့လည်းတနာပါအောင်ညီလေးက ဟိုမလေးမက်ခစ်ရှင်ရနေပြီငါမှဖတ်ကြပါဦးနဲ့ဒီရောက်ရလို့ပြောနေတာသူ့မှကြော်ကြော် မ ပါ မခဲဆူရေရေ ရ အဲ့လောက်လွယ်ရမမေးပါနဲ့သားရဲ့တဲ့ဒီတော့ ဟောမို့လေနည်းနည်းထပ်လို့တူပြီးတော့ဟင်ပေးထားဘူးတော့ထည့်စားမရမယ်ဒီတစ်လုံးတုတ်ဖို့တော့ဗာထည့်ရမယ်လို့လေ ဇလုံးထိုင်နေတယ်ဇလုံးလေး အဲ့သမီးနေကျွတ်တယ်ဆိုပြီးပုံနေပါတင်မှုရမလားအဲ့မှာအပင်ကြီးလိုက်ပေါ့ တင်ဘူး တော့မတင်ဘူးလား တိုင်းလိုပဲပြရတာ အဲ့ဆိုရှိုင်းမဲ့မှန်ပါပေါ့ရှိုင်းမဲ့မှန် မဟုတ်ဘူးကျွတ်နေရဲဆိုတာကိုလေ ဩ ကျွန်တော်တို့ကအရန်လှပြလေအိုးရောင်လုံးဆိုးပြီးတော့လေ မယူရောလား ဟေး တေးပါပြီ ခင်မှုဆို လို့ရတယ် တားရဲ့တဲ့ ဟိုကျွန်တော်တို့နှစ်ယောက်ဒီနေ့တခုခုတော့ရှာတယ်ကွဲတော့ရှာနေတယ်ဘာရှာ ဘယ်ချိန်လွတ်တော့ကောင်းလဲမသိ ဘာ ဘူး ရှာနေလဲတော့မသိဘူး တားရဲ့အမဘူးတဲ့နေမယူနေတာ သူမစားလို့သူမစားလို့လေငါမစားလို့လေ ဒါခဲ့လိုက်တော့မင်းလာခဲ့လိုက်တော့ မယူနိုင်လာခဲ့ရမလားတဲ့ လူကူ ခင်မှုဆိုတဲ့အကြောင်း ဩ မယူရင်အော်စတြေးလျမှာပါ ဩစတြေးလျမှာပါ အခုကျွန်တော်အော်စတြေးလျရောက်နေရလေ ဟုတ်တယ်ဗီဇာနဲ့ဒီကကင်းမခွဲ မင်းတို့နိုင်နင်တို့နှစ်ယောက်အကြောင်းကပြောလိုက်မယ်လေ ဟမ်လူရတယ် မခင်စုရှင်
မမဖက်နေလို့ညကြအောင်ပါပြောလိုက် ဖပေးလိုက်မမကိစ္စရှင်မန်ဘာရေးထားတယ် ဘုံလုံးသိကောင်းလို့ရတယ်မကိစုရှင်သိကောင်းလို့မရအောင် အဲ့လိုရေးရပါတယ် ငါခရစ်ရှင်ပြန်မှန်းပြပါအပ်ပေးပါ မန်အဟောင်းလေးကိုပြန်အပ်ပေးပါ အဲ့ဒီထပ်ပြီးရနိုင်မလား ရပါတယ်ရှင်ဒီကိလေးနဲ့ သူ့ရဲ့ခွက်ကဖင်းအောင်တန်း ဟုတ်တယ်ဟုတ်တယ် ဆက်စီနိုင် ဟုတ်တယ်ဟင်း